10 မိနစ်အတွင်းပတ်စံဝင်တဲ့ဂျပန် TikTok အကောင့်ဖွင့်နည်းလေးကိုပြောပြပေးပါမယ်။မသိသေးတဲ့သူတွေလည်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါ။ဂျပန် TikTok အကောင့်ဖွင့်ဖို့ဘာတွေလိုအပ်လဲဆိုရင် VPN ကောင်းကောင်းတစ်ခုလိုပါတယ်။တစ်ခါမှ TikTok မသုံးရသေးတဲ့ Gmail အကောင့်တစ်ခုလိုပါတယ်။ဒီနှစ်ခုရှိတာမှဆိုရင်ဂျပန် TikTok အကောင့်ကို10 မိနစ်အတွင်းနဲ့လွယ်လွယ်လေးဖွင့်လို့ရမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပြီး like and share လေးပြီးကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်။မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာရှင်းတဲ့ comment လေးထဲမှာမေးခဲ့လို့ရပါတယ်။ Okay ဒါဆိုရင်ဂျပန် TikTok အကောင့်ဖွင့်နည်းလေးကိုစလိုက်ကြရအောင်။ဂျပန် TikTok အကောင့်ဖွင့်တော့မယ်ဆိုရင်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဂျန်ဂျန် VPN တစ်ခုထောင်းထားဖို့လိုပါတယ်။ VPN လေးကိုထောင်းထားပြီးပြီဆိုလို့ရှိရင်ဂျန်ဂျန် VPN ဆိုတဲ့ထဲဝင်လိုက်ပါ။ကျွန်တော်တို့ကဂျပန် TikTok အကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ဂျပန် server ကိုချိတ်ဆက်ပါမယ်။ VPN ချိတ်ပြီးသွားပြီဆိုလို့ရှိရင် level နဲ့ထောက်လိုက်ပါ။မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ browser တွေကိုဝင်လိုက်ပါ။ browser ထဲရောက်ပြီဆိုလို့ရှိရင် TikTok ဆိုင်းရက်ဆိုပြီးတော့ရချလိုက်ပါ။အပေါ်ဆုံးလေးမှာဆိုင်းရက်ဆိုတာလေးပေါ်ပါတယ်။အဲ့ဒါလေးကိုနှိပ်လိုက်ပါ။ဂျပန် VPN ခံထားမယ်ဆိုလို့ရှိရင်အောက်ဆုံးလေးမှာဂျပန်လို့ပေါ်ပါတယ်။ဂျပန် VPN မရှိသေးဘူးဆိုလို့ရှိရင်အောက်ဆုံးမှာဂျပန်လို့မပေါ်ပါဘူးခင်ဗျ။ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ဆိုင်းရက်ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။အပေါ်ဆုံးမှာရှိတဲ့ U-phone or email ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်။ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့မွေးနေ့အမှန်လေးကိုထည့်ပေးလိုက်ပါ။ကိုယ့်ရဲ့မွေးနေ့အမှန်ထည့်ပြီးတော့လို့ရှိရင် next ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒီနေရာမှာကျွန်တော်တို့က email နဲ့ဖွင့်မှာဖြစ်တဲ့အတွက် email လေးကိုနှိပ်လိုက်ပါမယ်။ကိုယ့်ရဲ့ Gmail ကိုထည့်ပြီးတော့လို့ရှိရင်ဒီနေရာလေးမှာမှန်ချင်လေးပြလိုက်ပါ။ပြီးရင် next ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒီနေရာမှာကိုယ့်ရဲ့ password ကိုထည့်ပေးလိုက်ပါ။ကိုယ့်ရဲ့ password ကိုနာမည်ရဲ့စကားလုံးရဲ့အခရာလေးရဲ့အကုန်လုံးရောသမမွေရေးရမှာပါခင်ဗျအကုန်လုံးရောသမမွေရေးပြီးသွားရင်ဒီလိုအမှန်ကြီးလေးပြပါတယ်โอเคဒါဆိုရင်ဆိုင်းရက်ကိုနှိပ်လိုက်ပါမယ်မိတ်ဆွေတွေရဲ့ Gmail ထဲမှာကောက်ကြပါလိုက်မယ်ခင်ဗျအဲ့ဒီကုန်းနံပါတ်ကိုဒီထဲမှာဖြည့်လိုက်ပါဒီနေရာမှာကို TikTok အကောင့်ဖွင့်ခြင်းနဲ့ user name လေးကိုရေးလိုက်ပါ user name ရေးပြီးပြီဆိုရင်အောက်ကဆိုင်းရက်ဆိုတာလို့နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဖွင့်လိုက်တဲ့ဂျပန်အကောင့်လေးရသွားပါပြီခင်ဗျကျွန်တော်တို့ဂျပန်အကောင့်ဟုတ်မဟုတ်ကိုတစ်ချက်ပြန်စစ်ကြည့်ပါမယ်အရင်ဆုံး profile တော့ဝင်လိုက်ပါprofile နဲ့ရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးအဆက်30လေးကိုနှိပ်လိုက်ပါဒီနေရာမှာ managing account ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါaccount region ဆိုတဲ့နေရာမှာဂျပန်လို့ပေါ်လာရင်ဂျပန်အကောင့်လေးရသွားပါပြီခင်ဗျ